KNU ကောင်းကြီးပိုင်းတွေကဒီကကေပနဲ့ပောင်ဝင်ပတ်သက်တယ်သူတို့လက်မစာ6စာတန်းအကောင်လုံးသိတယ်နော်ကရင်ပြည်နယ်ဒီပါလဲ KNU အောက်6နယ်မြေလို့ခေါ်တယ် KNU အောက်6နယ်မြေကတရားမဝင်တဲ့အရာကိုသူများလာတော့ထူထောင်တာကွာသူများလာတော့စောက်တာကွာဘလောက်ကြီးလာပြီလဲဘလောက်ဖွာလာပြီလဲ KNU မှာတောင်းဝင်သိတယ်လေအော် KNU ပြောတယ်သူတို့ဘာလို့ဝင်မပတ်သက်ဘူးတဲ့ဝင်မပတ်သက်ရဘူးဆိုရင်အဲ့ဒီပြည်နယ်ကဖာပြည်နယ်လားဟမ်အဲ့ဒီနယ်မြေကဖာနယ်မြေလားခွေးနယ်မြေလားတလိษံနယ်မြေလားမဟုတ်ဘူးလေညီတို့ရဲ့ KNU နယ်မြေလေညီတို့ရဲ့ KNU နယ်မြေကလူသက်သမားတွေကုန်ကူးနေတာကိုကြားပြကန်တွေကုန်ကူးနေတာကိုလူအသက်တွေကိုရောင်းစားနေတာကိုညီတို့နဲ့မဆိုင်ဘူးလားညီတို့ရဲ့နယ်မြေလေ KNU နယ်မြေကရင်ပြည်နယ်ဆိုတာ KNU နယ်မြေမဟုတ်ဘူးလားအဲ့ဒါ KNU ကသူတို့နဲ့မဆိုင်ဘူးလေသူတို့နေ့တန်ညတိုင်တွေ့တယ်လူတွေဘလောက်អော်ပြီးတော့ဘလောက်သိတယ်လူတွေဘလောက်အကူအညီတောင်းလဲဆိုတာ KNU ကလုံးကြတဲ့ KNU နဲ့ပတ်ဆိုင်ရတဲ့အတွက်ကြောင့် KNU ကမတိမတာနေတယ်အခု तू နားမလဲဘူး तू မသိဘူးတဲ့သူတို့ကဘာတွေလုပ်လဲကျွန်တော်တို့နားမလဲကျွန်တော်တို့ကစာမတတ်ဘူးတဲ့သူတို့ကစိတ်တင်သူတို့ online ပစ္စည်းပဲရောင်းနေတယ်တဲ့ဟာတကဘာလုံးဝေဖန်နေတာကိုမအေလို့တွေကဘာမှမသိဘူးတဲ့စောက်ဆက်တရားမစီလီ KNU ဖိုးကြီးတွေလီငါလီစီလို့ချင်းတို့ပစပ်ပေါက်ငါလီနဲ့ထိုးသားမှာမအေလို့တွေအဲ့ဒီကြားဖြတ်ကန်တွေတို့အနောက်မှာနော်ခွေး NC ရဲ့ဖိုးကြီး KNU စီးတယ်โอเคဒီခွေးကြီးစားတွေကလုံးစီးတာဒီကြားပြကန်ကြောင့် KNU တွေဘလောက်လဲတထေးလာတယ်မအေလို့မရလိုက်ပတ်ဆံရပြီးတော့ပြည်သူဘလောက်ပြန်တော့တတ်လဲဒီကြားပြကန်ကြောင့်နော်အဲ့ကြောင့်ဒီနိုင်ငံသားမအေလို့အဖွဲ့တွေလဲဒီကြားပြကန်ကြောင့်မအေလို့မရလိုက်တဲ့ပတ်ဆံအများပြားသိလာတယ် KNU တွေပတ်စပ်ပေါက်ပိုက်တာဘာမှမလောက်တာဒီကြားပြကန်နဲ့ပတ်ဆံရတာသိပြီလားနော်မမို့ပြောမယ်နော်ကရင်ပြည်နယ်တပြည်နယ်လုံးဘယ်နေရာမဆို PDF တွေတင်ရတဲ့နေရာ KNU တွေတင်ရတဲ့နေရာဒီလေးနှစ်ကျော်အတွင်းကဘာဖြစ်လို့နောက်ဆောက်ခံလဲဘာဖြစ်လို့လမ်းဖွင့်ခံလဲကြားဖြတ်ကန်ကြောက်တခုပဲဒီစီးပွားရေးကြောက်တခုပဲ